ဘာလို့လဲကမ္ဘောဒီးယားရောက်တာတစ်နှစ်တောင်ကြာသွားပြီမြင်မှုတဲ့လမ်းတွေမရောက်ဘူးတဲ့နေရာတွေမကြုံဘူးတဲ့အတွေ့အကြုံတွေလည်းတစ်နှစ်တွင်မှာအများကြီးရခဲ့ပြီလေအချိန်ကလည်းမြန်လိုက်တာတစ်နှစ်ဆိုတဲ့အတိုင်းတာနေရာတွေဆိုအောင်လျှောက်သွားတယ်မြို့တွေရောမြို့ပြင်တွေရောကိုနဲ့နေရာဒေသမတူဆိုမှအရှိတောင်အာရှထဲမှာပါတဲ့နိုင်ငံဆိုတော့လေအသိအကွဲပြောင်းဖို့လေအချိန်တွေစရိုက်တွေရတော့ဒါပေမဲ့ကိုနိုင်ငံရဲ့ပွဲလမ်းသမီးနေရည်ကြီးမှုတွေနဲ့တော့ဘယ်ထက်တူကြပါမလဲကရင်နှစ်သက်ကူရောက်တော့လေအရင်ပြီးခဲ့တဲ့နှစ်တုန်းကကရင်နှစ်သက်ကူပွဲသွားခဲ့တာလေပြန်သတိရမိရတယ်ခြေနေရနိုင်ငံအတွင်းမှာနေလို့မရပါပဲလေစိတ်တည်ရတော့ကိုနိုင်ငံကိုပြည်ကိုယူတော့ပြဲသတိရတယ်ဒီခါလေးပြင်းလို့ဘားတွေကလတ်တွေသွားတယ်နားထောင်တယ်ခဏပြောရှင်းရဆိုမှလည်းရင်မထဲမှာတော့အပြည့်မပြောရှင်းရပါဘူးဒီခါကျတော့လေခင်ဗျာဆွေမျိုးပေါ့လေဂျပန်နေနောက်နိုင်ငံကဩစတြေးလျတွေအင်္ဂလန်လူတွေဒီကလူကေတွေတူတူစားကြတောက်ကြပြောကြတယ်ဆိုရင်လည်းခဏပါပဲလေပျော်ရွှင်မှုအစစ်မှမရသလိုပဲစိတ်ထဲမှာခံစားရတယ်ဒါပေမဲ့လည်းဘဝဆိုတာဖြတ်တန်းအောင်မဟုတ်ဘူးရေကန်ထဲမှာရှိတဲ့ငါးလေးတွေပေါ့ပြီးအောင်ဆုံးနေအလားပါတွေကြောက်စတဲ့ကြောက်စာကြောက်ခဲတွေအလားပါတယ်အစားပုံမှန်စားနေရပြီလွတ်လပ်မှုပျောက်နေတဲ့တဘာဝရဲ့လွတ်လပ်မှုပျောက်နေတဲ့ငါးလေးလို့ပေါ့ဘဝဆိုတာဒီကနေ့ငါးလေးတွေကြည့်ပြီးကိုဘဝလည်းအဲ့လိုဖြစ်နေပါလားတကယ်လွတ်လပ်မှုစစ်တွေရှာမတွေ့နိုင်သေးပါလားဆိုပြီးတွေးလို့ရမိတယ်တကယ်လွတ်လပ်မှုစစ်တွေဘယ်ချိန်ကြရင်ရှာတွေ့နိုင်မလဲဘယ်မှာရှာရမလဲဘယ်တော့မှရမလဲစဉ်းစားနေတယ်